ရုပ်ရည်ရှုံးမောလှပတဲ့အပြင်မိဘတွေကပါတဲတဲလှုပ်ရှိကြတဲ့ဆန္နာဆိုတဲ့မိန်းကလေးကစင်ရဲနွမ်းပါပြီးမိဘမဲ့ဖြစ်နေတဲ့အောင်ကျော်နဲ့လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ဆန္နာနဲ့သူ့ရဲ့မိဘတွေကစင်ရဲနွမ်းပါတဲ့အောင်ကျော်ကိုနှိမ်ချခြင်းမရှိပဲကြည်ပြူစွာနဲ့သဘောတူပေးခဲ့ကြတယ်။မင်္ဂလာဆောင်ပြီးတဲ့နောက်မှာလဲဆန္နာရဲ့မိဘတွေကအိမ်ဆောက်ဖို့အတွက်ညီကွက်တစ်ခုလက်ဖွဲ့ခဲ့တယ်။အဲ့ဒီညီကွက်လေးပေါ်မှာပဲသူတို့ဇနီးမောင်နှံကအိမ်လေးတစ်ခုဆောက်ပြီးပျော်ရွှင်စွာနဲ့အတူနေထိုင်ခဲ့ကြတယ်။တစ်နှစ်ကျော်လောက်ကြာလာပြီးတဲ့အခါမှာတော့ဆန္ဒမှာပထမဆုံးကိုဝင်ရလာပြီးအားလုံးဝမ်းသာမဆုံးဖြစ်ခဲ့ကြတယ်။ဝမ်းသာနေတဲ့အခါမှာပဲမမျှော်လင့်ထားတဲ့ကံကြမ္မာဆိုးတစ်ခုဝင်ရောက်လာခဲ့တယ်။ဆန္ဒတယောက်ကိုဝင်9လအရောက်မှာတော့ရုတ်တရက်သွေးသွန်ပြီးကွယ်လွန်သွားခဲ့တယ်။မိသားစုတစ်ခုလုံးနဲ့အောင်ကျော်မှာတော့အကြီးအကျယ်ပူဆွေးတော့ကရောက်ခဲ့ရတယ်။ဆန္ဒရဲ့နင်ငါ့ကိုဘာလို့ဒီလိုကြီးပြစ်သွားရတာလဲ။ကိုဘာလို့တယောက်တည်းထားခဲ့ရတာလဲကွာ။စိတ်တင်းထားပါသားအောင်ကျော်ရဲ့ကျွန်တော်ဘလို့မှစိတ်မပြေနိုင်ဘူးအမေရင်ခွဲနာကြပြီးဒီနေရာမှာတင်တည်သွားကျင်တော့တာပဲတည်ခြင်းတရားကြီးကမြန်ဆန်လွန်းလာပါတယ်ဗျာအောင်ကျော်စိတ်ကိုတင်းထားပါငါသားရဲ့အဖေလည်းဒီလိုဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူးသမီးကိုရောမြေးကိုပါ2ယောက်လုံးဆုံးရှုံးလိုက်ရတာအဖေရင်နဲ့တကယ်ကိုနာကျင်ကြေကွဲရတယ်အောင်ကျော်ကတော့မြေမြုပ်တကြိုတော့မဲ့ဆန္နာရဲ့ခေါင်းတလားရှိမှာခေါင်းငိုက်ဆိုင်ပြီးအော်ဟစ်ငိုကြွေးနေရှာတယ်။သူရဲ့အသေးကွဲမတက်ငိုကြွေးတန်တွေကတင်းញိုင်းတစ်ခုလုံးပဲတင်ထက်နေပြီးရှစ်လှစွာသောဇနီးတဲ့ရဲ့ရုပ်အလောင်းထည့်ထားတဲ့အခေါင်းတလားပေါ်ကိုမြေကြီးတွေတဖြည်းဖြည်းဖုံးလွှမ်းသွားတာကိုမျက်တောင်မခတ်ငေးကြီးနေခဲ့တယ်။ဆန္နာရဲ့တကြိုချင်းကိစ္စပြီးစီးသွားတဲ့အခါမှာတော့အောင်ကျော်ကဇနီးတဲ့နဲ့အတူနေခဲ့ဘူးတဲ့အင်္ဂလိပ်ကိုရှက်ရှင်းဖြက်စီးပြဖို့ဆုံးဖြတ်လိုက်တယ်။အိမ်ရဲ့နေရာတိုင်းမှာတော့အတိတ်ကဇနီးတဲ့နဲ့အမှတ်တရတွေကိုဆက်ပြီးမကြည့်ရတော့ကြောင်းသူကအားလုံးပြောပြခဲ့တယ်။ဆန္ဒရဲ့မိဘတွေကလည်းသမီးတဦးတည်းသာရှိပြီးအောင်ကျော်ကိုသားအရင်ကဲ့သို့ရှစ်ကြတာကြောင့်သူ့ရဲ့ခံစားချက်ကိုနားလည်ပြီးမြေကွက်ကိုပါအောင်ကျော်အားဆက်လက်ဆောင်ရှောက်ဖို့လွှဲအပ်ပေးခဲ့တယ်။အောင်ကျော်ကတော့ရခင်အတိုင်းပဲလဲရလုပ်ငန်းခွင်ကိုပြန်လဲလောက်ကင်ခဲ့တယ်။သူရဲ့အိမ်ဟောင်းကိုပြန်ရွှေ့ပြီးစာနာမရှိတော့တဲ့ဘဝအသစ်ကိုစတင်ဖို့ကြိုးစားနေခဲ့တယ်။လာပြီးညတညမှာတော့ရှောက်ရှားပွဲကောင်းတဲ့တင်းញိုင်းကုန်းအထက်ကိုလာရောင်ဖြော်ဖြော်ကကြာရောက်နေပါတယ်။ရုပ်ရည်အဖြစ်ကြောက်မက်ပွဲကောင်းတဲ့အောက်လန်းစရာဦးဆုံးတဲ့ကိုလုံးကုထဲတုတ်ခိုင်တဲ့တပဲဖြစ်သူဖိုးထောင်တို့ဟာအုတ်ကူအသစ်တစ်ခုကိုအသေးအတန်တူးနေကြတယ်။မြက်လောက်ဆန်းဖိုးထောင်မင်းဘာတွေအချိန်ဆွဲနေရလဲကွာ။စိတ်ရှည်ပါဆရာကြီးကရတော့မယ်ဗျခဏအကြာမှာတော့ပေါက်တူးတန်ကမာကြောတဲ့အရာတစ်ခုနဲ့ရိုက်မိသွားတဲ့အတန်ထွက်လာခဲ့တယ်။အောက်လန်းဆရာဦးဆုံးကတော့ရက်ဆက်တဲ့အပြုံးနဲ့မျက်လုံးတွေတောက်ပသွားခဲ့တယ်။တွေ့ပြီဆိုရင်အပေါ်ကိုဆွဲတင်စမ်းဘိုးတော်ကမြေကြီးတွေကိုဖယ်ရှားလိုက်ရာဆန္ဒရဲ့ခေါင်းတလားပေါ်လာခဲ့တယ်။ခေါင်းတလားအဖုံးကိုဖွင့်လိုက်တဲ့အခါမှာတော့အတွင်းမှာငြိမ်သက်စွာလဲလျောင်းနေတဲ့ဆန္ဒရဲ့ရုပ်အလောင်းကိုတွေ့ရပြီးသူမရဲ့ဝမ်းပိုက်ကအနှဲငယ်ပူနေတာကိုလည်းတွေ့ရတယ်။ဒီကောင်မအလောင်းကအခုထိမပုတ်သေးဘူးပဲ။သူ့စီကနေအစီထုတ်ရင်တော့တကယ်ဆွမ်းမှာကွာ။ဦးဆုံးကလွဲအိတ်တွေကဖမ်းမလင်းငယ်တစ်ခုနဲ့ဖျောင်းနိုင်ကိုထုတ်ယူပြီးဖျောင်းနိုင်မင်းကြီးကထူဆန်းတဲ့မန္တန်များကိုစတင်ရွတ်ဖတ်ပါတော့တယ်။မန္တန်နေရွတ်ဖတ်ရင်သူ့ရဲ့လက်ကစာနာရဲ့မျက်နှာနဲ့ဝမ်းမိုက်တွေပေါ်ကိုဖြည်းညင်းစွာပုတ်တက်ရင်ဟဲ့မိဆန္နာနင်းရဲ့အစီနဲ့နေပိုက်ထဲကကလေးကိုငါ့ကိုပေးစမ်းသိပြီးသားလူကဘာမှလုပ်လို့မရဘူးအသက်ရှင်နေတဲ့ငါအတွက်ကောင်းကောင်းအတုရှာခွင့်ပေးစမ်းပြီးရင်ငါကနင့်အတွက်အလှအတန်းတွေအများကြီးလုပ်ပေးမယ်အောင်လန်းစရာကြီးဦးဆုံးကကာရာမန်တွေရွတ်ဖတ်နေစဉ်မှာပဲရုတ်တရက်ဆန္ဒရဲ့ရုပ်အလောင်းကပြင်းထန်စွာတုန်ခါလာပြီးမျက်လုံးတွေပြူးကျဲကသွေးကဲသို့ရဲရဲหนีသွားပါတော့တယ်ခွဲဥတန်တွေနဲ့အတူလေပြင်းတွေတိုက်ခတ်လာပြီးတင်းញိုင်းတစ်ခုလုံးကိုကြောက်စရာကောင်းတဲ့အငွေးအသက်တွေကဖုံးလွှမ်းသွားခဲ့တယ်ဟာဘာဖြစ်တာလဲကွာဒီကောင်မကဘာလို့ဒီလောက်အစွမ်းကြီးနေရတာလဲရှက်ရှင်းဆိုသလိုပဲဆန္ဒရဲ့ရုပ်အလောင်းကဝုန်းကနေထထန်လိုက်ပြီးတင်းញိုင်းတစ်ခုလုံးတုံဟီးသွား
စူစူဝါဝါအော်ဟစ်တန်ကြီးထွက်ပေါ်လာခဲ့တယ်ဟဲ့အောက်လန်းစရာဆိုတဲ့အကောင်နင်ကတိတ်လူကြီးနေတာလားရတယ်လीဒါဆိုနဲ့အသက်နဲ့လာလဲလှဲ့ဆန္နာရဲ့မျက်နှာကနာကြီးချက်တွေနဲ့ပုံပြက်ပန်းပြက်ဖြစ်သွားပြီးဦးစုံနဲ့သူ့ရဲ့တပည့်စီကိုအရှိန်နဲ့ပြေးဝင်လာခဲ့တယ်ဦးစုံတယောက်အသိစိတ်လွတ်မတက်ကြောင်းလန့်တကြားနဲ့အော်ဟစ်ပါတော့တယ်ဟာငါမနိုင်တော့ဟေ့ဘာလို့ဒီလောက်တောင်လက်စားချင်ရင်စိတ်ပြင်းထန်နေရလဲမသိဘူးပြေးဖိုးတောင်လည်းအရှိန်နေမဟန္နာကိုမြင်တာကြောင့်တရွင်းနဲ့ပေါက်တူးတွေကိုပြစ်ချပြီးလွတ်ရာကိုထွက်ပြေးပါတော့တယ်အောက်လန်းဆရာကြီးဦးဆောင်လဲလာရန်အောက်ကတင်းញိုင်းအလဲမှာမတ်တက်ရက်နေတဲ့ဆန္နာရဲ့ရုပ်အလောင်းကိုလှဲ့အောင်မကြည့်ရတော့ပဲအသက်လူကထွက်ပြေးခဲ့ရပါတော့တယ်အဲ့ဒီအချိန်ကစပြီးဆန္နာရဲ့စိတ်ထဲမှာသူနဲ့သူ့ကလေးအတွက်တရားမျှတမှုပြန်လဲရယူဖို့ကလဲစားရှိရန်ဆုံးဖြတ်ပါတော့တယ်နောက်နေ့နနက်မှာတော့ရွာအလဲမှာရှိတဲ့ဇရက်မှာရွာသားအုပ်စုကြီးတစ်ခုစုယုံပြီးမနေညာကတေဆုံးသားပြီဖြစ်တဲ့ဆန္နာကရှောင်းလန့်တဲ့အကြောင်းတဲတဲမဲမဲပြောဆိုနေကြတယ်။တချို့ကဆန္နာကိုအိမ်ခေါင်မိုးပေါ်မှာမြင်ခဲ့တယ်လို့ဆိုကြပြီးတချို့ကတော့တစ်ပင်ပေါ်မှာခလေးကိုပွေကရက်နေတယ်လို့ပြောကြတယ်။ဖားရှာငါးရှာသွားသူတွေကလည်းတရေမှရှောင်းလန့်တာကြောင့်လက်ပြလွေမတက်ပြေးခဲ့ရကြောင်းရွာလူကြီးဥပဒံကိုပြောကြတာကြောင့်ဒီကိစ္စကိုဖြေရှင်းဖို့ရွာလူကြီးလည်းနီလန်းရှာရပါတော့တယ်။ရွာဦးကျောင်းကိုရောက်တဲ့အခါမှာတော့ရွာလူကြီးဥပဒံနဲ့မိဆန္နာရဲ့မိဘတွေကဆရာတော်ထံ၌ညကဖြစ်ခဲ့တဲ့အကြောင်းရိုသေစွာလျှောက်ထားတိုင်ပင်ကြတယ်။ဆရာတော်ကဖြစ်ကြောင်းကုံစင်ကိုနားထောင်ပြီးအမှန်တရားကိုသိရှိနိုင်ဖို့အတွက်ဆန္နာရဲ့အုတ်ကူရှိရာကိုအတူတူသွားရောက်ကြည့်ရှုကြတယ်။တင်းញိုင်းကိုရောက်တဲ့အခါမှာတော့ဆန္နာရဲ့အုတ်ကူကပြန့်ကျဲအောင်တူးဆွခံထားရပြီးခေါင်းတလားပွင့်လျက်ရုပ်အလောင်းပျောက်ဆုံးနေတာကိုတွေးလိုက်ရတယ်။အနီးနားမှာတော့အမွှေးတိုင်ဖျောင်းတိုင်အကျွင်းကြံတွေကိုမြင်နေရတာကြောင့်တစုံတဦးကလာရောက်ပြီးအောက်လန်းပညာနဲ့လှုပ်သွားကြောင်းတိတာထင်ရှားနေတယ်လို့အားလုံးခံမှန်းမိကြတယ်။မဖြစ်နိုင်တာငါသမီးလေးကိုဘသူကဒီလိုတွေလှုပ်ရရတာလဲ။အလောင်းကတော့ပျောက်သွားပြီဖေဟာ။ဆရာတော်တပည့်တော်တို့ဘာဆက်လုပ်ကြမလဲဖေဟာ။ဒါအောက်လန်းပညာလိုက်စားတဲ့လူတွေရဲ့လက်ချက်ပဲတကား။သူတို့ကတကာမှဗတ်ဆန္နာရဲ့ရုပ်အလောင်းကိုယူသွားပုံရတယ်။ဒါကြောင့်လဲဆန္နာရဲ့ဝိညာဉ်ကမကြည်မနှက်ဖြစ်ပြီးထွက်လျှောက်နေတာဖြစ်မယ်။အလောင်းပြောက်သွားပြီဆိုတော့အဲ့ဒီလူကဆန္နာကိုဖနာသွားတာမှလည်းမသိဘူးဖေ။ကံကံရဲ့အကျိုးပဲပေါ့တကားကြီးတို့ရဲ့အခုလောလောဆယ်တော့ဒီလိုလောက်ရက်မျိုးဘသူလောက်တလဲဆိုတာအရင်စုံစမ်းရမယ်။တွေ့ကမှဆန္နာရဲ့ရုပ်အလောင်းကိုပြန်ယူပြီးစနစ်တကျပြန်ပြီးတကြိုရမယ်။အော်ဒါနဲ့ဒီလောက်ကိစ္စကြီးဖြစ်နေတာတကအောင်ကျော်ရောတည်င်းကြပြီးပြီလားဘာလို့ရောက်မလာတာလဲတပည့်တော်မနက်ကလေးကသူ့အိမ်သွားကြည့်ပါတယ်ဖေ။လေကွင်းနဲ့ထွက်သွားတာထင်ပါတယ်။သူမိမထုံးမီဆိုတဲ့ကအလုတ်ပဲဖိလုံနေတာလူလုံးသိမ့်မပြတော့ဘူးဖေ။ဆရာတော်ကခေါင်းငိမ့်ပြီးအတိအမှတ်ပြုလိုက်တယ်။ဇာနာရဲ့အဖေနဲ့ရွာလူကြီးကိုအုတ်ကူမြေပြန်ဖို့ထားဖို့မိန့်ကြားတော်မူတယ်။အဲ့ဒီနောက်မှာတော့တရက်ခန့်ကိုဆက်လက်စုံစမ်းဖို့ကြောင်းသို့ပြန်လာကြတယ်။အဲ့ဒီညမှာပဲခွေးဦးတန်နေနဲ့အတူငှက်ဆိုးတန်နေစူစူဝါဝါမြည်ဟင်းနေတာကတရွာလုံးကိုကြောက်လန့်စေခဲ့တယ်။အောင်ကျော်နဲ့ဆန္ဒရဲ့တငယ်ချင်းဖြစ်သူမိလှတို့ကသူ့ရဲ့အိမ်မှာကြောက်လန့်တကြားနဲ့တုံရင်နေကြတယ်။ဘာကြောင့်လဲဆိုတော့တရွာလုံးပြက်နှက်နေတဲ့တရေလျှောက်တယ်ဆိုတဲ့အကြောင်းကြားလိုက်ရတာကြောင့်မကြခင်သူတို့စီကိုရောက်လာတော့မယ်ဆိုတာကိုကြိုတင်ခံမှန်းမိခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ဦးဟာဆန္ဒမသိအောင်ဖောက်ပြန်ခဲ့ကြတယ်။နှစ်ယောက်အတူပေါင်းဖက်နိုင်ဖို့အတွက်ဆန္ဒနဲ့ဗိုက်ထဲကကလေးကိုတက်ပစ်ဖို့တိုင်ပင်ကြံစီခဲ့ကြတယ်။ဒါပေမဲ့ဆန္ဒရဲ့ဝိညာဉ်ကအောင်ကျော်ရဲ့အိမ်ကိုလိုက်လံရှောက်လန့်နေတာကြောင့်သူတို့နှစ်ဦးကမိလှရဲ့အိမ်ကိုထွက်ပြေးပုံအောင်နေခဲ့တယ်။ကိုအောင်ကျော်မနေ့ပြန်ကြရင်တော့ကျမတို့ဒီရွာကနေမြင်မြန်ထွက်သွားမှရမယ်။ဆန္ဒကကျမတို့ကိုအလွတ်ပေးမှမဟုတ်ဘူးရှင့်။တိတ်နေစမ်းပါငါတို့မှဖျားဆင်းလူတော်တွေအများကြီးရှိတယ်။ဆန္ဒကငါတို့ကိုဘာမှမလုပ်ရဲဘူး။သူကတရေဖြစ်နေပြီ။ပစ္စည်းတွေနဲ့ပတ်စံတွေလည်းအစင်သင့်ပြင်ပြီးပြီ။နက်ပြန်မိုးလင်းတာနဲ့သွားကြရုံပဲ။ဆန္ဒရဲ့ဝိညာဉ်ကထွက်ပေါ်ပြီး၆လန့်နေတာကြောင့်အောင်ကျော်နဲ့မီလာတို့ကကြိုတင်မပြင်ဆင်နိုင်ပဲရွာထဲပိတ်မိနေခဲ့တယ်။အောင်ကျော်ကဆန္ဒနဲ့အတူစူဆောင်းခဲ့တဲ့ပစ္စည်းတွေကိုနှမျောတာကြောင့်အကုန်ယူဖို့ပြင်ဆင်နေခြင်းကြောင့်တနေကုန်အရှိန်ကုန်သွားခဲ့ရတယ်။ဒါကြောင့်လည်း
သူတို့နှစ်ယောက်ကမီလာရဲ့အိမ်ထဲမှာယာယီပုံးခိုနေပြီးဖျားစင်းတူတော်တွေကိုအကာအကွယ်ပြုပြီးတရေမရဲ့ကလဲစားရှိမှုမှလွတ်မြောက်ဖို့မျှော်လင့်နေကြတယ်။အိမ်ရဲ့တကားမကြီးကိုတည်တည်ရှာရှာပိတ်ထားပေမဲ့အိမ်တကားမကြီးကရုတ်တရက်ဆိုသလိုဝုန်းကနေပွင့်ထွက်သွားပြီးပြက်စီးသွားခဲ့တယ်။အေးစိတ်နေတဲ့လေပွေကြီးအိမ်ထဲကိုတိုက်ခတ်လာပြီးမျက်နှာမှာသွေးကြောတွေထောင်ကပုံပြက်ပန်းပြက်ဖြစ်နေတဲ့ဆန္ဒရဲ့ကြောက်မက်ဖွယ်ရုပ်အလောင်းကြီးကတကားဝမှာကလေးကိုပွေးလျက်ရက်နေတာကိုနှစ်ယောက်ကတွေ့လိုက်ရတယ်။နင်တို့ပြေးလို့လွတ်မယ်ထင်နေလားလူရောက်မှာပဲငါနဲ့ငါကလေးလိုပဲနင်တို့လည်းအသေးစိုးနဲ့သေစီရမယ်ဆန္ဒကိုရှင်းပြပါမယ်ဒါတွေအကုန်လုံးကိုမိလာကကြံစီတာပါကိုဘာဆိုဘာမှမသိပါဘူးကိုမတတ်ပါနဲ့နော်ကိုကဆန္ဒတယောက်တည်းကိုပဲတကယ်ရှိတာပါတကယ်ပါမလိမ္မာနဲ့ကိုအောင်ကျော်ရှင်ကိုယ်တိုင်ပဲကျမကိုအဲ့ဒီအစိတ်တွေတွားချခိုင်းခဲ့တာမဟုတ်လားအခုမှငါ့ကိုလာမစွတ်ဆွဲနဲ့မိလာနင်တို့အားလုံးအတူတူပဲငါနဲ့ငါကလေးကိုပူပေါင်းတက်ခဲ့ပြီးငါဝိညာဉ်ကိုပါရှုံနှောင်ထားခဲ့ကြသေးတာအောက်လန်းဆရာကြောင့်ငါဝိညာဉ်အရှုံနှောင်တွေပျက်စီးသွားခဲ့တာမဟုတ်ရင်နင်တို့နှစ်ယောက်ကိုငါတသက်လုံးလက်စားရှည်လို့ရမှာမဟုတ်ဘူးစကားဆုံးတာနဲ့ဆန္ဒကအရှိန်ဆွဲမနေတော့ပဲအောင်ကျော်စီကိုပြေးဝင်ပြီးအသက်သေဆုံးတဲ့အထိလေပင်ကိုညှစ်ကရဲရဲဆက်ဆက်တတ်လိုက်ပါတော့တယ်သူတို့ဖတ်တွေ့ထားတဲ့ဖျားစင်းလူတော်တွေလည်းမကယ်နိုင်တော့ပါဘူးမိလာရဲ့အိမ်ကစူးစူးဝါးဝါအော်ဟစ်တန်တွေထွက်ပေါ်လာပြီးတဲ့နောက်မှာတော့အရာအလုံးရုတ်တရက်ဆိုသလိုတိတ်ဆိတ်သွားခဲ့တယ်ခွေဥတန်နဲ့ငှက်ဆိုးတန်တွေလည်းမရှိတော့ပဲပျောက်ကွယ်သွားခဲ့တယ်သစ္စာဖောက်ခံရမှုအမုန်းတရားနဲ့အသက်ကိုပါပေးဆက်ခဲ့ရတဲ့တနာစရာကောင်းတဲ့ဆန္ဒကတော့အောင်ကျော်ကိုလက်စားရှည်လို့ပြီးတာနဲ့ပျောက်ကွယ်သွားခဲ့တယ်နောက်တနေ့မနက်မှာတော့မိလာကနွမ်းဖတ်ပေရည်နေတဲ့အဝိတ်အစားတွေနဲ့ကြောင်လန့်တကြားယူသွတ်ကရွာတဲ့ရှောက်သွားနေပါတယ်။သူ့ရဲ့ပါဇက်ကလည်းစကားတွေကိုထပ်ခါတလဲလဲရွတ်နေခဲ့တယ်။ငါတောင်းပန်ပါတယ်ဆန္ဒရဲ့နင်းရဲ့ပစ္စည်းတွေကိုလူချင်လို့ကိုအောင်ကျော်နဲ့ပူပေါင်းပြီးနင့်ကိုအသက်မိတာကိုတောင်းပန်ပါတယ်။နင်းဝိညာဉ်ကိုရှုပ်ထားမိတာလဲဝင်းခံပါတယ်။ငါတမင်လောက်တာမဟုတ်ပါဘူး။ငါ့ကိုမတတ်ပါနဲ့ငါကြောက်လို့ပါ။ငါတောင်းပန်ပါတယ်ငါ့ကိုမတတ်ပါနဲ့မိလာရဲ့စကားတွေကြောင့်ပဲအားလုံးကအမှန်တရားကိုသိသွားခဲ့ကြတယ်။ဒါကြောင့်ပဲရွာသားတွေကမိလာရဲ့အိမ်ကိုလိုက်သွားတဲ့အခါမှာတော့အောင်ကျော်ကအိမ်ထဲမှာကြောက်စရာကောင်းအောင်ရုပ်ပြက်စင်းမြန်နဲ့တေဆုံးနေတာကိုတွေ့လိုက်ရတယ်။တစ်ချိန်တည်းမှာပဲပူပြီးအံ့ဩစရာကောင်းတာကဆန္ဒရဲ့ရုပ်အလောင်းကသူ့ရဲ့အခေါင်းထဲကိုမူလအတိုင်းရောက်ရှိနေတာပဲဖြစ်တယ်။ရွာလူကြီးနဲ့ဆန္ဒရဲ့မိဘတွေကတေရှာစွာစစ်ဆေးကြည့်တဲ့အခါမှာတော့ဆန္ဒရဲ့နှစ်ဖူးအလယ်မှာတန်တချောင်းရိုက်တဲ့ကဝိညာဉ်ရှုပ်ထားတာကိုတွေးလိုက်ရတယ်။ဆန္ဒကတော့သူ့အရှိရဆုံးနဲ့အယုံကြည်ရဆုံးလူတွေကြောင့်အသက်ဆုံးပါခဲ့ရတယ်။လူယုံမာတွေကွာငါသမီးလေးကိုဒီလောက်တောင်လောက်ရကြတာအောင်ကျော်နဲ့မိလှနင်တို့တော်တော်ရက်ဆက်ကြပါလားမဖြစ်သင့်ဘူးသမီးရဲ့အမေသမီးလေးမဖြစ်သင့်ဘူးရင်နေကြိုးရကြီးရဲ့အောင်ကျော်နဲ့မိလှတို့လည်းသူတို့ပြုတဲ့ကံအတိုင်းခံစားလိုက်ရပါပြီကျန်တဲ့သူတွေကလည်းအားလုံးခွင့်လွတ်ပြီးအေးအေးချမ်းချမ်းနဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးပဲနေကြဆုံးပါသွားတဲ့ဒကာမအတွက်လည်းကောင်းမှုကုသိုလ်တွေပြုပေးကြဒါဆိုတပည့်တော်တို့ဆက်ပြီးဘာတွေလုပ်ကြမလဲဆရာတော်သမီးအလောင်းကိုပြန်ပြီးပဲတကြိုပေးရမလားဖေ။ဆန္ဒရဲ့ဝိညာဉ်ကရုပ်အလောင်းကိုဒီနေရာပြန်ပို့ပေးတယ်ဆိုကြတဲ့ကသူမကောင်းရာသူကတိသွားခြင်းလို့ပဲ။ဒါကြောင့်မူလအတိုင်းပြန်ပြီးပဲမြှုပ်ထားလိုက်။ငါးပါးတီလာပေးပြီးတရားနာအမျှဝေပေးမယ်။တင်မဖေ။တပည့်တော်ရွာသားတွေကိုခေါ်ပြီးအုတ်ကူကိုတည်တည်ရှာရှာနက်နက်ပြန်တူပြီးမြှုပ်ပေးလိုက်ပါမယ်ဖေ။အဲ့ဒီအချိန်ကစားပြီးဆန္ဒရဲ့အကြောင်းကအဲ့ဒီရွာလေးမှာအလျှောက်ဆုံးနဲ့တနာစီရအကောင်ဆုံးဒဏ္ဍာရီတပုတ်လိုဖြစ်လာခဲ့တယ်။ဇလန်လေးကိုဒီမှာပဲအဆုံးသတ်ပြစီရှင်ဇလန်အဆုံးဒီနားဆင်ပေးတဲ့ပရိသတ်တယောက်ရှင်တွေကိုကျေးဇူးများတင်ပါတယ်။နောက်ထပ်ဇလန်လေးတွေနားဆင်ဖို့အတွက်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုပါရစေရှင်။